ဟောတာပါရောတာဒီနေ့ကတော့ဟာလေးပေါ့ဆော့ပြမှာဖြစ်ပါတယ်အဲ့လေးကကြာလေးအဖက်လေးလောက်တဲ့ဟာလေးပါဒါလေးပါနော်ဆော့ပြမှာလေးဝိုင်းပြရမယ်အပြောင်လေးနဲ့ဝိုင်းပြထားတဲ့ဟာလေးလည်းဖြစ်ပါတယ်နော်ခုကဆိုလို့ရှိရင်တော့ဒီထဲကိုထည့်လို့ရရင်နော်ဒီထဲပန်းအောင် plus လေးနဲ့ပါပြီးလို့ရှိရင်တော့လဲလဲနဲ့ရမှာမဟုတ်ပါဘူးသူ့ဒီနားဒီဟာလေးနေနေပါမယ်အဲ့လိုတော့လူမျိုးပုံလေးပုံလာပါပြီပြီးတော့ဒီမှာတော့ sticker လေးရှိမယ်ဒီမှာဆိုလို့ရှိရင်အဖက်ပေါ့ဒီနောက်ကြည့်ကန်တော့ဒါဆိုနှခမ်းနေလေးပေါ့ဒါဟာမင်းကလေးစပင်းလေးနဲ့ဆို beautiful လေးကိုရေးရပါတယ်အခုကဆိုကိုကျရဲ့ဟာကိုယူရပါတယ်ခုက cherry ဖက်လုပ်ပြပါမယ်တောင်းမဖူးနေပါကြတယ်။ဒီလိုမျိုးနေကြတယ်။တေးသေးချေချေတဲ့တေးသေးချေတင်တော့ဒီဖက်တယ်ဝင်ပါမယ်။ပြီးသွားရင်သူကအမှန်ချစ်လေးကိုဒီအမှန်ချစ်တယ်နဲ့အမှတော့ကိုကျရဲ့မှတ်ဖက်လေးကိုယူခဲ့မယ်။ကိုကျရဲ့ဖက်ရကိုကတော့ဒီဖက်ရေးမယ်ဆိုဒီဖက်ဘယ်လောက်ထားမှလဲ100ဆို100တော့988လောက်တော့ထားမယ်ပြီးဆိုဒီမှန်ချစ်လေးကိုနှိပ်ပါမယ်ပြီးတော့နှခမ်းနေယူမယ်ဆိုရင်တော့ဒီဟာလေးကိုနှိပ်ပါမယ်ကိုကနှခမ်းနေယူလို့ရပြီဒါတော့မျိုးလုံး exercise လေးပါဒါတော့အိုင်းခါတာပါအိုင်းခါတာကိုကြိတ်တာလေးကိုယူလို့ရပါတယ်ဒါလေးယူလိုက်ပါမယ်မပန်းအောင်လေးမပန်းအောင်လည်းပန်းကဲပြာလေးပါမယ်ပြာလေးကြိုက်တယ်ဆိုခေါ်ရဲလုံးမယ်နှခမ်းထဲမှာမျိုးလုံးနေရောပုံလို့ရပါတယ်ဒီမှာနှခမ်းနေပါ this color ဆိုရရတယ်ဒီရောက်လေးဆိုမစိုးပါဘူးလောက်ထားလိုက်ဒါလေးရမယ်ကြိုက်တယ်ဆိုရင်မှန်လေးကိုပြန်နှိပ်ပါမယ်ညဆိုရင်မျိုးပုံလေးရပါပြီမျက်လုံးကိုမျက်တောင်ကော့ပါမယ်နော်မျက်လုံးမျက်တောင်ကော့မယ်ဆိုရင်နှခမ်းနေထဲမှာလေးလုံးမယ်ဒါပါကြီးလည်းမသိဒီမှာမျက်လုံးရှိပါတယ်ဒါမှာပါဒါဟိုအကြီးဒီမှာပါအမကိုကြိုက်တဲ့ဟာလေးရေးပေါ့နော်ကိုကတော့ဒါလေးကြိုက်တယ်ဒါလေးကြိုက်နှခမ်းကမလောက်လို့တီးထွင်ရအောင်လေနှခမ်းလို့ဒီခမ်းပုံอ่ะဒီမလောက်အောင်တော်လောက်ပါလေပြပါလာပါတယ်ဒါပေမဲ့နည်းနည်းလေးတမ်းဖြစ်တယ်ဆိုတော့ကိုကြိတ်တာလေးရေးလို့ကြိတ်တာကိုရေးတော့လည်းငင်းရတော့လည်းရင်းမအောင်ဒီအောင်လေးဆိုလာဆိုကြောင်ရလာ pink red 2လေးကလှလိုက်တာ red 2လေးပြီးတော့မှချစ်နေပါမယ်ပြထားပြီးပြီလားပြီးပြီဆိုရင်တော့6ကိုနှိပ်ပါမယ်ပြီးတော့ကိုကြည့်တဲ့စာရှောက်ရေးပါမယ်မမကိုကြည့်တဲ့စာကိုရေးပေါ့နော်နောက်ထပ်တစ်ဆင့်မှလည်းကိုကြည့်တဲ့စာကိုရေးပါမယ်နော်โอเค
မရဘူးလားအော်ဘိုင်းရှောက်ရင်းလာလဲအော်ရေးလို့မရတော့ဘူးလားရေးရအောင်ပါလေရေးဒီရတိုင်းလည်းအဲ့တော့ပဲလုပ်ပါတော့ဒီတော့နောက်မှာကိုကြိတ်တဲ့ပုံလေးကိုထည့်လိုက်ပါနော်အစင်တော့ရပါပြီဒီတော့ဒီ price ရဲ့ဟာလေးဖြစ်ပါမယ်အစင်တော့ဒီမှာရလာပါပြီနော်ကိုအကောင့်တော့ကိုဖွင့်ရမယ်နော်အကောင့်မဖွင့်မနဲ့လည်းလုပ်လို့မရဘူးဆက် bye bye